မျိုးသမီးတယောက်ဟာဘာမှမစင်စားတော့ပဲအခက်အခဲတွေနဲ့ရင်ဆိုင်နေရပြီးငွေကြေးတစ်ပြားမှမရှိတဲ့မျိုးသားတယောက်ကိုလက်ထပ်ခဲ့တယ်။သူမရဲ့ယုံကြည်မှုကိုတက်သေးပြခြင်းတဲ့အတွက်အဲ့ဒီမျိုးသားကလည်းတနေ့နေ့ကျွန်တော်တို့ကွာရှင်းဖြစ်ခဲ့ရင်ပိုင်ဆိုင်မှုတစ်ခုမှမယူဘဲအိမ်ကနေထွက်သွားပါမယ်။ဆိုတဲ့ကွာရှင်းသဘောတူစာချုပ်ကိုပါလက်မှတ်ရေးထိုးပေးခဲ့တယ်။ဒီလိုနဲ့9နှစ်ကြာသွားခဲ့တယ်။တနေ့မှာတော့သူမအလုပ်လုပ်တဲ့ကုမ္ပဏီရဲ့ stock share စတင်ရောင်းချတဲ့အခမ်းအနားမှာသူမရဲ့ခင်ပွန်းကိုမထင်မှတ်ပဲတွေ့လိုက်ရတယ်။သူဟာလုပ်ငန်းမိတ်ဖက်မျိုးသမီးတယောက်နဲ့အတူရေမောပြုံးရွှင်ပြီးစကားပြောနေတာကိုမြင်လိုက်ရတဲ့အချိန်သူမရဲ့နှလုံးသားကချက်ချင်းနာကျင်သွားခဲ့တယ်။အဲ့ဒီအချိန်မှာသတင်းထောက်တယောက်ကအဲ့ဒီမျိုးသမီးကိုမေးလိုက်တယ်။ရှင်နဲ့ဒီမျိုးသားရဲ့ဆက်ဆံရေးကဘာလဲခင်ဗျာ။မျိုးသမီးကပြုံးပြုံးလေးနဲ့သူဟာမိမိချစ်ရတဲ့သူဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပြောလိုက်တယ်။ဒီစကားကိုကြားလိုက်ရတဲ့သတင်းထောက်ကစိတ်လှုပ်ရှားသွားပြီးအမျိုးသားကိုဓာတ်ရိုက်မိလိုက်တယ်။ဒါဆိုခမည်းသူမကိုလက်ထပ်ဖို့ဆန္ဒရှိပါသလား။အမျိုးသားကမဆိုင်မတော့ပဲရှိပါတယ်လို့ပြန်ဖြေလိုက်တယ်။ဒီအဖြေကိုကြားလိုက်ရတဲ့အချိန်မှာတော့သူမဟာမျက်ရည်တွေကိုမထိန်နိုင်တော့ပဲအခမ်းအနားခန်းမတွေကနေအပြေးထွက်သွားပြီးတယောက်တည်းငိုကြွေးနေခဲ့တယ်။အဲ့ဒီအချိန်မှာပဲလွန်ခဲ့တဲ့9နှစ်ကလက်မှတ်ရေးထိုးထားတဲ့ကွာရှင်းသဘောတူစာချုပ်ကိုအကောင့်ထဲပေါ်ဖို့သူမဆုံးဖြတ်လိုက်တယ်။အိမ်ပြန်ရောက်တာနဲ့သူမဟာပစ္စည်းတွေကိုတိတ်တဆိတ်ထုတ်ပိုးသိမ်းဆည်းပြီးအိမ်ကနေထွက်သွားဖို့အပြီးပိုင်ဆုံးဖြတ်ထားခဲ့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူမရဲ့ခင်ပွန်းအိမ်ပြန်ရောက်လာခဲ့တယ်။ဒီနောက်မှာတော့သူတို့နှစ်ယောက်ရဲ့အိမ်အောင်ရေးကအဆုံးသတ်သွားမှာလားဒါမှမဟုတ်မထင်မှတ်ထားတဲ့အမှန်တရားတစ်ခုပေါ်လာဦးမှာလား။နောက်အပိုင်းကိုသိချင်ရင် like follow လုပ်ထားပါ။